ပွဲရတော့ညာလွှင့်ပေးပါဒါပဲလေကဲလို့အားလုံးပဲမင်္ဂလာထိုင်းဒီမှာပွဲကထိုင်းဒီနှစ်ပွဲလုံးနိုင်ရရှိသွားပါတယ်နော်ကဲအားလုံးပဲမင်္ဂလာရှိတော့ညာချမ်းလေးပဲမင်္ဂလာပေါင်းတဲ့ခါကြောင်းပေးကြပါမယ်ကျွန်တော်ပို့ပြီးတော့အားလုံးဥစားပါလို့နော်အဲ့တော့ဒီနေ့မဟုတ်မလိုက်မလို့ရဟုတ်ပါကျွန်တော်ကစားသမားနေရတော့လိုက်မလို့ရအာရုံမလားတလိမ့်စက်နှကောင်ရဲ့တွဲဆုံမှုပဲဖြစ်ပါတယ်ကျွဲကြီးနဲ့ဖားကြီးရဲ့တွဲဆုံမှုပဲဖြစ်ပါတယ်ဒီမှာကျွဲရပဲခက်မလားဖားရပဲကျွဲကိုမျိုးမလားမျိုးကျွဲရပဲဂျိုးနဲ့ခက်မလားဖားရပဲကျွဲကိုမျိုးမလားဆိုတော့ကျွန်တော်တက်လက်ရင်ကုန်ကြမယ်နော်ဒါသမားတွေနဲ့ကျွန်တော်မိတ်ဆက်ပေးရမယ်ဆိုတော့ကျွဲကြီးဂျိုးကြီးလက်ရှိခိုင်းနိုင်ငံဖွားတွေမှာခေါ်အစ်စ်ဆုံးဒါသမားတို့ပြောရမယ်ကျွဲကြီးပါဗျာနော်ဒါပေမဲ့တော့ဒါလူငယ်ခြေတက်အနေနဲ့Hello สวัสดีครับทุกคนတိုင်းလောကပြောင်းဆုံးနေတဲ့ International Discount တောင်အောင်ပြင်နေပြန်လဲကကြိုဆိုလိုက်တာကတော့ညီကိုတို့တွေဒါတော့တဲပွဲရဲ့ပထမဆုံးတဲပွဲကပိုင်9-8ပဲဖြစ်ပါတယ်ဗျာနော်ကဲအားလုံးပဲဒီပွဲလေးတွေချက်နေတဲ့ share လေးတွေတဲလေးတွေပေးခဲ့လို့ရသလိုဒီတော့ညီကိုမောင်မတွေလည်းချင်းပွဲလေးတွေကိုတောက်ရောက်ကြည့်နေတယ်ဆိုတော့ like share တဲလေးတွေ follow လေးလုပ်ပါပေးခဲ့ပါလားနော်ကဲဟုတ်ကဲ့လက်စားပါနော်ဟုတ်ကဲ့ပါဒီဘက်ကွင်းမှာနေရာယူပြီးတော့သွေးပူလေးချင်းကလှုပ်ဆောင်နေခဲ့တာကတော့လက်ရှိထိုင်းနိုင်ငံမှာတော့အပြင်းဆုံးဘဝပိုင်ရှင်တွဲကြီးပဲဖြစ်ပါတယ်ကမပတိရေးတာကြာနော်ကျွန်တော်ငါလေးစားရင်နှစ်သုံးပွဲစပြီတော့နှစ်သုံးပွဲကဲကျွန်တော်ဒီပွဲကပိုင်9-8ဗျနောက်ပွဲကပိုင်9-10နှစ်ပွဲတော့ပါစားအောက်ခံဖြစ်ပါတယ်နှစ်ဘက်လုံးကတော့ fighter တွေကပါစားကြိုက်တွေပဲကိုမလေးပဲကျေးဇူးကြပါညီလေးတို့ကဲညီကိုတွေဝယ်တော့မကြခင်မှာစာတင်တော့မှာဖြစ်ပါတယ် fighter တွေရဲ့ fighter 3လက်လုံးရဲ့ဖွားတွေကတော့တကယ်အကျန်းစားဖွားတွေဗျဟိုဘက်ကလည်းတအားတီးတဲ့ဖားကြီးဒီဘက်ကလည်းကျွဲကြီးနော်ကြီးနှစ်ကြီးရဲ့ဖွားတွေနဲ့တူပြေးတွယ်မဲ့ထွေးငယ်ရဲ့ဖွားတွေကိုလည်းတွေ့ရမယ်ဗျညီကိုတွေတိုင်းလောက်ကနေပျောက်ဆုံးနေကြတာအချိန်ကြာမြင့်နေကြတာဖြစ်တဲ့အချိန်တုန်းကနာမည်ကျော်ကြလူကြိုက်များခဲ့တဲ့ထွေးငယ်ရဲ့ပွဲကိုလည်းပြန်ကြည့်ရမှာဖြစ်ပါတယ်ထွေးငယ်ရဲ့စားပစ်လောက်အားတွေဟာဘယ်လောက်ထိရှိနေသေးလဲကြံနေသေးလဲဆိုတာကိုကြည့်အောင်ပါညီကိုတို့ရေနော်ဟုတ်ပြီဟိုကမြန်မာငွေအဲ့ငါးရင်းဟိုကဘန်းနဲ့လည်းတော့အဲ့ညီလေးပြောဒီနေ့မှတမယူပြောမှာကျွန်တော်အခု1000ကျော်ဆင်းရတယ်ဘယ်ဘက်ခုမှစတယ်အကောက်ကောင်းတော့ကျွန်တော်ခေါင်းတွက်ပြီလားတွက်တယ်မဟုတ်ခက်မှန်းနေတယ်တွက်တယ်အေးကပွဲချင်းပဲသွားလိုက်ပါညံ့တာကွာချီမာကြီးကဒီပွဲတော်ညံ့မစာပင်ကကြော်လို့မယ်ကိုမင်းဖြစ်ပြီးထိုးအောင်ချီကိုဖြုတ်ချင်းပဲထိုးပြီးတော့ချီမာကြီးကိုခေါင်းစားခိုင်းရဘယ်ကလား14မှရောက်တဲ့လုံးအပိုင်လုံးကြိုက်ရပြီးတော့ပထမလုံးလေးပါတော်တော်မားဘယ်လိုပုံမှန်တိုင်းကသွားရမှာကအဲ့လိုလိုရမှာဟိုဘက်ကခေါင်းတိုက်ချအဲ့လိုချင်းလုံးကိုရှေ့မှာပဲထိုးရမှာပြန်ဟိုချက်ပြန်ဖြစ်တယ်တော့ဟုတ်လားနောက်ပြန်မှတော့တူကိုပြန်နိုင်တယ်ဟုတ်ဟာချင်းလုံးကိုစာပင်ထိုးရင်ရှေ့လေးကိုဖြုတ်ချခေခွင်းကိုအဝင်လာတဲ့ဟာကိုချီမာကြီးကခေါင်းတန်းစားစော့ကွာအဲ့လိုလိုရသူတို့စာပင်ထိုးတာမနဲ့ဟုတ်တော့ကျွန်တော်နောက်ပဲထိုးမှတော့ရှမ်းကြနေရတယ်ဘာမှမဆိုင်ဘူးအလေးပြင်မရနဲ့အမကျက်ဆူးတွေပါထားပါတွေ့ရင်မတွေ့လားမရဘူးလို့အဲ့လိုထိရင်လူကဒီမှာကျက်ဆူးတွေပါထားပါတယ်ဒီဝဲကခုမှလွှင့်လာဆိုတော့သိမသိရတယ်ကြိုက်တယ်လောလောဆယ်တော့ဖော်စီလက်ပယ်ပဲရှိပြီနော်ရတာဘောတဲ့ပေးချမ်းပြီတဲ့ဂျုံကြီးတို့ပါစားဆိုတော့လေပေးတာပဲဗျဒီဘက်မှာလည်းကျွဲစားဘက်ကလည်းလက်ရှိကလုံးဝကိုထိုင်းအခက်တဲအခက်တဲ့အထဲမှာပါနေခဲ့တာဖြစ်တယ်ဗျနော်အဲ့ဒါကြောင့်ကျွန်တော်တို့ဟိုမင်းရေမင်္ဂလာကဲလောလောဆယ်တော့ကျွန်တော်လီပတာလေးကတော့ဟိုဘက်ကနည်းနည်းနှုတ်မယ်ဗျအေယာဘော်ဒီဆိုတဲ့လီပတာကတော့ကျွန်တော်တော့ခုမှဒါမြင်ဘူးတာပထမဆုံးပဲမမြင်ဘူးသေးအဲ့ဒါကြောင့်ကျွန်တော်တို့ဒီတိုင်းလောက်ကတည်းမှာတော့ရောက်ရှိလာတာမြင်ငယ်လေးကနှုတ်ပါသေးတယ်နော်တော့ဟိုလိုင်းလွှင့်လို့မရတဲ့ရှမ်းတဲ့ပွဲတွေကိုနောက်ဆုံးမှလွှင့်ပေးပါတော့နောက်ဆုံးမှချပေးပါတော့နော်မြန်မာပွဲတွေပဲအရင်လုပ်ပေးပါနော်လက်ရှိတာပွဲကျွန်တော်မလောင်းတော့ကျွန်တော်စားတော့လှုပ်ချင်တယ်လို့လုပ်ရငါသိတယ်မင်းကဟောပြောလို့ဓမြလက်ထဲတနက်အဲ့ဒါလိုပြုတ်သွားလှဲတော့အေးလှဲတော့မဟိုဘက်ကပြောင်းလိုက်ဒီဘက်ကကလိုက်တိုင်တော့မှသူ
ဝတ်တုတ်ဘယ်ဘက်ကဖြစ်သွားလဲဝတ်တုတ်ထွေးငယ်ဘက်ကရောက်သွားလိုက်တခါကျွဲကြီးပဲပြန်ရောက်လိုက်စာအုပ်ထဲမှာသူ့နာမည်တွေပဲလုံးနေအမြင်အောင်လေးတယ် မမီးပဲလား6ရေးတာ တခြားနာမည်တွေ6ရေးတာလေဝါတာပေါ့အကြည့်ဝင်တွေ့တာ ဖားကြီးနဲ့တွင်းငယ် fight လို့ရလားတဲ့2ယောက်စလုံး fight လို့ရပါတယ်နော်ဝတ်တုတ်ကတဲ့ပွဲသားလားကိုပကင်ဝတ်တုတ်ကပွဲသားနော်ပွဲတကလိုက်စားနေတာ လက်ကားရရကုန်စားတယ် လက်ခိုင်းဟန်ကိုစားအလူပွဲသွားမကူပဲစားဆိုတာအဲ့ဒါဝတ်တုတ်ကိုပြောတာနော်မနေ့ကလည်းမင်းချစ်သူမင်္ဂလာဆောင်ရှိတယ်အဲ့ဒါဝတ်တုတ်ကသွားစားအောင်ပါတာစာအိတ်ထဲမှာကျွန်တော်တို့20တန်တရွက်ထည့်ပြီးတော့ အဲ့ဒါကျွန်တော်ပဲ ဘာလို့ကိုမင်းတို့မှတကြီးနဲ့တက်ကပဲပြစ်လို့ပြန်မယ်နော်လောက်တော့တဲ့ကြီး ကောင်းလိုက်အောင် သွားကိုလုံးရှိသွားစီကန်းတိုင်းသွားအဲ ဝိုက်တာ ကျွေးကြီးရောဖားကြီး ငါကောက်ဂျူကြီးလောက်တာကျူးသားတာဟုတ်တယ်နှစ်3လားကိုပဲဟုတ်တယ်ညီလေးချစ်ပြုံးနဲ့နှစ်3ပါညီလေးနော် ကျွေးပါတွေ့ရတယ်ဟုတ်တယ် ကဲဒီပွဲကတော့ပိုက်9-8ဗျနောက်ပွဲက9-10ကျွန်တော်တို့နော်9-8နဲ့9-109-8ကဒီပွဲကပိုက်မြင့်လိုက်ကျွဲကြီးဟဲ့ကျွဲကြီး9-8ဟောမြင့်လိုက်တာဒီပွဲက9-8 ငါပဲရှိတယ်ကွငါပဲရှိတယ် တခြားကွင်း9-10လောက်ရှိတယ်ဒီကောင်တွေသူတို့ဂျမ်းမြင်နိုင်တဲ့အကုန်မိနစ်တွေဟိုတိုးတာလားမသိဘူးဟောအေး အာကြီးပဲကွာဟုတ်တယ်နော်အာကြီးပဲတော့မှဆန်းတခြား တဲ့ရင်းကအကိုကပဲလွတ်လာတယ် ဟုတ်ကဲ့ရဘူးမဟုတ်တွေ့တာလားကဲဒီလိုဆိုတော့ခိုင်းပြမှာပွဲရတယ်ဒီကနေ့မှာဆုံးနေပါလို့ကတော့ကိုချိုကြီးကျွဲကြီးဘုရားဖာကြီးတလိမ့်စားတွေခတ်တယ်ဖာကြီးပဲကွာဟုတ်တယ်နော်ဖာကြီးပွဲစတော့ပဲဗျာ ကိုကြီးတွေ့လားမဟုတ်ကျွန်တော်ဘယ်လောက်ရလဲ ကဲအဲ့တော့စားတော့ သုံးဘက်ကရှယ်ကိုမှသုံးတက်ထားတယ်ဒါပေမဲ့ချိန်မကြီးနှစ်ပြီးပြီလားမပြီးသေးပါဘူး ကျွေးတွေအားပြိုင်မှုလေးဗျာ ကဲစာပင်ကတော့ကျွန်တော်တို့ဟိုဘက်ဖားကြီးတို့ဘက်စရမယ် ဖာကြီးစားပဲပါ စပြီဗျာ ဒီကတော့တရားလုံးကဖာကြီးပဲကွာဟုတ်တယ်နော်ဒီ ဒီဘက်ကဘယ်ဘက်ကကြိုက် ဖာ လဲ ကြီးစားပဲပါ အာစားဆိုတော့ကျွန်တော်မှန်းခတ်သွားတာဗျာအဖိုက်နိုင်မှတ်လို့အဖိုက်နိုင်ဆိုရင်တော့ကျွန်တော်သုံးဘက်ကကြိုက်ပါတယ်နော် ကျွဲကြီး ပါစားတော့သူတစ်လုံးကိုတစ်လုံးသွားမှာ ကျွဲကြီး ဘက်ကဖွားကိုလည်း10ဖို့မလွယ်ဘူးဆိုတော့ဒီလက်ဘယ်လိုပြောလဲဆိုတော့50-50ပေါ့နော်ဒီပွဲတော့ကျွန်တော်အမြင်ရတယ် ကျွဲလေးကတော့ကြည်ကောင်းနေ 50-50ပါဒီပွဲကတော့ နိုင်နဲ့ပြန်လာပါလား ဖိစေတို့လာကိုပကင်ဖိစေတို့ကိုမင်းတို့ပြီးသွားပါကိုမင်းကဖိစေတို့ကိုနှစ်ပွဲလုံးရှုံးသွားတယ် စားပဲပါပုတ်ထားတယ်ဘာကြီး ဘိုင်တင်ပြီးထားတယ်တွေးငယ်ခါဝါ တယ်နော်ကျန်ကောင်းပါလေဗျာ ကဲမက်ကတော့ဆက်ပြောရမယ်လက်ဩဗျာ ဟုတ်တယ်ဗျာနော်ကျွန်တော်ပွဲလဲလက်ပြမှာဆွဲစီးကြီးမှာကျွန်တော်ပွဲ အဲကျွန်တော်တို့ပျောက်ဆုံးနေတဲ့တွေးငယ်ရဲ့ပွဲပဲဖြစ်ပါတယ် ဘာကြီးစားပဲပါ ကဲပြေးတွေ့တဲ့တွေးငယ်နဲ့အတူဟိုဘက်ကတအားတီးမဲ့ဖားကြီးစားပစ်တွေပြောင်းလာခဲ့တယ် ကျွဲကြီး ကောင်းလိုက်တာကျွဲကြီး ကျွဲငယ်ပါပဲ one zap ပါ โอเค ဘာကြီးပါပဲဟုတ်ကဲ့ကနော်ဘာကြီးပါပဲဗျာလက်မပါဘူးတဲ့ကိုဟုတ်ကဲ့ကိုမင်္ဂလာပါဗျာကျွေးစားပဲပါပြီးသွားပြီဒီဟာကောင်းလိုက်တာဗျာနော်တွင်းငယ်ဒီလေကောင်းလို့ခါရက်ကောင်းတော့ကြောက်ဝမ်းပဲ က ဗျာ ပရှင်ကမှားနေတာပေါ့ကပရှင်ကဘလို့မှားလို့လဲဗျမမှားပါ တဲ့ကလူရှင်တော်မင်္ဂလာပါဗျာကိုကြီးနော် ကျွန်တော်ကြည့်ပေးမယ်ကပရှင်နော် ကောင်းလိုက်တာဗျာကျွဲကြီး ဟော3-3ဆိုတဲ့နေရာကိုကျွန်တော်မဖြတ်လိုက်မိတယ်ဗျနော် ကောင်းလိုက်တာဗျာနော် အာကြီးဖိုက်တာကဘယ်သူလဲတဲ့ဖိုင်းနဲ့တို့တဲ့ဖိုက်တာကကျွန်တော်တို့ထွေးငယ်ပါနော်တစ်ချိန်ကနာမည်ကြီးတဲ့ဟုတ်တယ်ဗျကပရှင်က3-3ဆိုတဲ့အရာလေးမှားသွားတာပါ ဘာကြီးစားပဲပါ ကျွန်တော်တို့ကဟိုလောလောနဲ့ဆိုတော့ ဖိုင်းကိုကဲဒီက ကျွဲကြီးပဲကောင်းလိုက်တာဗျာနော်ကျွဲကြီးထောက်ရညီမလေးမင်္ဂလာပါဗျာကျွေးစားပဲပါ လောလောဆယ်တော့လေပဲပဲညီ တွင်းငယ်ကောင်းလိုက်တာတွင်းငယ် 3-3တော့မှားနေဟုတ်တယ်2-3ပါကွယ်ကျွန်တော်ရေးထားတဲ့နာမည်တော့2-3ပါနော် ညာပြကိုလည်းချုပ်ပြတော့မင်္ဂလာပါဗျာနော် ကိုမင်းနဲ့ဖိစီတို့နိုင်သွားပါတယ်နော်ညီကိုတို့ရေ တွေးနဲ့ဖိုင်းကို တောက်ပြန်ပြီကြာညီကိုတို့ သွားကြတော့တူဝါပါ အမှတ်ကတော့ကဲ2လက်ဗျာ2လက်ဆိုတော့ကျွန်တော်တို့ဘာကြီးတို့ဘက်ကတော့18ပေးမှရတော့မယ်ညီကိုတို့ရေနော် စာလေးပေါက်သွားပြီဗျာ
ပါကြီးစားပြပါကျွဲကြီးမိသွားပြီကျွဲကြီးကောင်းလိုက်တာဗျာနော်ကျွဲကြီးငါကတော့တူလက်ပဲဗျာ ဘယ်ကွင်းမှာခတ်နေကြဟုတ်ကဲ့ပေးကြည့်အဲ့ကွင်းမှာခိုင်းကနေရုံမာပြီးလို့တဲ့ရုံမာပြီးလို့အားရိုက်မယ်ဆိုတော့အင်းဒကဒုံကြီးတဲ့လိုင်းလွင်ခွင့်မရတာဘသူတွေ ဝေးသွားပြီဗျာနော် လိုင်းလွင်ခွင့်မရတာကခိုင်းနဲ့မြန်မာနဲ့ပွဲ ဖြစ်သွားပြီဗျာနော် မင်းရှူမာနာတလူကဒါပဲပြောအမကသူ့အမကတက်တာလေဟိုကြီးအဲ့လိုပြောသူ့နဲ့ရှင်းတာပဲ အမကတော့1 2ဖြစ်သွားပြီဗျာ ကိုထားတယ်နော် မရဘူး ဝေးငယ်ဘယ်လိုလုပ်မလဲ အဲ့မှာတော့တွင်းငယ်နော် အမကတော့2 1ပဲဗျာ ကဲညီကိုတို့အမှတ်ကတော့2 1မှာအာကြီးတို့တာတယ်လို့မြင်တယ်ဟုတ်ကဲ့ပါလေအာကြီးတို့စာပစ်တာတယ်ဟုတ်တယ်ဗျအာကြီးတို့စာပစ်တာတယ် ပြီးပြီးသွားပြီ ဝန်ကြီးတက်တယ် ကျွဲကြီး ပိုင်မကျော်ဘူးကျွဲကြီးကဲ အမကတော့ 3 1မှာနော်ညီကိုတို့ ကိုကြီးမျိုးမယူဘူးဒီကအားထဲဘူး 3 1မှာ 2 1ဖြစ်သွားပြီဗျာ အေးမတက်သေးဘူးဖြစ်ကိုငယ်တို့ပါပဲတက်ဟုတ်ကဲ့ပေးနေတယ်ဗျခွေးငယ် ပေါ်နံပါတ်ပေါ် ဒီကြီးကြလေနားနဲ့ မဟုတ်နှစ်ပွဲလုံးဖိုက်ရှားတာရှုံနိုင်နှစ်ပွဲခက်ရပါ အာကြီးစားပြပါ ဟယ်လိုကိုကြီး ကျွဲကြီး ဟုတ်ရရင်ပြောမယ်နော်ကျွန်တော်ရရင်ပြင်ပေးမယ် အမကတော့ ဟုတ်ကဲ့ဟုတ်ကဲ့ 1 3ပဲဗျာမင်္ဂလာပါညီလေးညာညာလေးနော်မင်္ဂလာပါညီလေး ဒီကွင်းကဒလာမှုစီကွင်းနဲ့နီလာဟုတ်ကဲ့နီးပါတယ်ဗျာနော် ကောင်းလိုက် တယ်ဗျာကိုချူညီစပင်းအမှတ် မကတော့ 2 3ဗျာ 3ဖြစ်သွားပြီဗျာနော်ဒီစာမေးပေါက်သွားပြီဗျာ ဖိုင်တို့စပင်းတာတယ်ဟုတ်တယ်စပင်းအားတော့ဖိုင်တို့ကတာတယ် ကိုကြီးစားပြပါ ဒီဝရီမာထားပြီးတယ် ဝင်းငယ် ကောင်းလိုက်တာတွေးငယ်ကကိုကျွတ်တို့နဲ့တွဲခတ်တုံးကဟုတ်တယ်ဗျာနော် ကတော့3ပြီးအားပေးနေတယ်ဟုတ်ကဲ့ခင်ဗျာ ဟုတ်ပါပဲတက် ဝေပြောအောင်မင်္ဂလာပါကိုကြီးရေကြည့်ရှုပေးရတဲ့အတွက်နော်မင်္ဂလာပါဗျာ အေးရအမကတော့3 2ဗျာအားကြီးစားပြပါကျွဲကြီးတို့လုံးမလဲကောင်းလိုက်တာဗျာနော်ကျွဲကြီးအမကတော့2 3ပဲဗျာ ဇက်နာရင်းကောက်ပြောတာလေအေးဒီကိလေ ကိုဂျိုကြီးစားပြီဗျာ ဟုတ်ပြီညီခဏလေးရရင်ပြောမယ် ပြီးသွားပြီတွင်းငယ်ကောင်းလိုက်တာဗျာနော်တွင်းငယ် ရယူတယ် ကတော့3 2ဗျာ ဘယ်လိုပေးလဲကြည့် အေးရမှာရှင်းနေတယ် ဘိုးဝိုင်းနေတယ် ဒီကတလုံးကြီးလောင်းမလားညာညာအေးလောင်းမယ်ကွာနော်ကောင်းလိုက်တာကွာကောင်းလိုက်တာဗျာပါလီစာပလုံးပေါက်သွားပြီဗျာမကတော့4 2ပါဝေကြီးရဲ့လောင်း အမှတ်4-2ဗျာညီကိုလို့ရေနော်အမှတ်4-2ပါ လူပေါက်တဲ့ညီလေးတဲ့မသိဘူးဗျာနော်ကျွန်တော်လည်း live တွေ့နေတယ်အာကြီးစားပြီပဲကျွဲကြီးပါကောင်းလိုက်တာဗျာနော်ကျွဲကြီးရတယ်ကျွဲကြီးရတာနော်ဖားတယ်ဖားပဲဗျာ ကျွေးရလဲကျွေးပဲ ကျွဲရပဲကမလာဖားပဲတွတ်မလားပဲနော်ကိုကျွဲကြီးပါပဲဟုတ်ကဲ့ဗျာနော်အောင်လေးမင်္ဂလာပါဗျာအာကြီးမိသွားပြီဝင်းငယ်ဝေးသွားပြီဗျာနော်မကတော့3 4ပဲဗျာကျွေးစားပြပါဝင်းငယ်ထီးခဲ့ဦးဗျာနော်ကောင်းတယ်နော်မထီးတယ်လည်းကြော်ရတယ်ဗျာမကတော့4 3ပါပဲတဲ့ဝိုင်းခါကြီးစားပြပါ ဝင်လောင်းလာအမကလိုက်ကြည့်လို့ဟုတ်တယ်လေအမိုးကြီးအောက်ကြည့်လိုက် ကျွဲကြီးကောင်းလိုက်တာဗျာနော်ကျွဲကြီးဘက်ကားတဲ့ယူတယ်ကွာဘီကတလုံးကြီး မ
ဆွဲစီမှာတောင်းတော့ 4တောင်းနဲ့မှာ ဒီမှာငှက်တဲ့ချိန်လေးပြတယ်ကိုကြီးငါကြီးနောက်ပိုင်းပြန်တော့ကျွေးလို့တွေ့ရတယ် 4တောင်းတော့ ဟာကြီးဟာလာတယ် ဝင်းနေပြီးသွားပြီ ဂျူကြီးမိပြန်ပြီ ကျွေးပြုလို့မလဲ အာမိတယ်ဟာကြီး တော့ပါကြီး ဟုတ်လိုက်တာဗျာဟာကြီးခုံနဲ့ဆယ်ထားလိုက်တာနော် ပါကြီးကရေမရှိဘဲနဲ့ကူးနေတယ်ဗျာတော့ဒီလိုရတယ်ဆုတ်ပေးမယ်လို့ပါကြီးအော်ရတယ်ဒီကပ်လည်းမသိဘူးဒီတဲ့ဒီဟုတ်ကဲ့ အေးပူရတာလည်းထည့်တယ် ကိုလာပြီးစကားပြောလို့ရနော် အမ4-3ဗျညီကိုရေ ပါကြီးကတော့ကုန်းပေါ်မှာရေကူးနေတယ်ဗျာတော့ဒီလုံးလေးကတော့ ကိုမင်းသားကြီးတို့ပွဲမရှိဘူးလားမရှိဘူးဗျာနော်ကိုမင်းချက်ပြပွဲကဘယ်သူနိုင်သွားလဲထိုင်းနှစ်ပွဲလုံးနိုင်သွားတယ်ဗျကိုမင်းမပါဘူးလားမပါဘူးဗျာနော် ဘသူရကြနောက်လိုက်သွားလို့လေလို့ ဒီနေ့သူတို့ထိုင်းမှာဆုံးတယ်အနည်းများတယ်ဒါ ရပြီတော့ဟုတ်ကဲ့ဝေကြီးရေရပြီဆိုတော့ပါကြီးလည်းပါပဲဗျာ ဒီနေ့ကပွဲတော်တကယ်ဆိုရင် အခုလမ်းမအကူလည်းဖြစ်စီလာလမ်းโอเคရပြီ ဟိုတော့တရားဝင်စာပြီးပြောင်းထိုးမယ်ဗျာ ကိုဒီတော့ချက်ပေါက်ဒီတော့စီရတယ်စကားလာပြော စာပြီးပါ ဘယ်တော့ပဲဒီ လောလောဆယ်တမတ်ကွာလာနေပြီ ဟာဂျုံ ကောင်းလိုက်တာဗျာ ဂျုံကြီးလိုပဲဗျာမကတော့မတက်ဘူးဗျာဟာလေးရှုံနေတယ်လို့ပြောပြောညညာလေးဟုတ်ကဲ့ခင်ဗျာနော်ဟာလေးကရှုံနေတယ်ဟိုကနီးပြပဲလေနော်ကျွေးစားပြပါ ရှာကြည့်နေအောင်ခါ ဘာကြီးတင်ထားပြီးထွေးငယ်ကောင်းလိုက်တာဗျာနော်ထွေးငယ်အမကတော့မတက်ဘူး ဘယ်နှလီယူရတယ်ဟမ်ဒီမှာဖက်ထဲလာတယ် တိုင်းမကောင်းကိုရေးတယ်ဟုတ်ကဲ့တိုင်းမကောင်းရဲ့ဦးဗျာနော်ကိုကြီးလိုက်က ဒီဘုံကို ကောင်းလိုက်တာဗျာနော်ဝေးတယ် နော် နော် လည်းရှုပ်တယ် အမကတော့မတက်ခဲ့ဘူးဗျာ ဘယ်နဲ့ထဲလိုက် ကျွေးစားပြပါဝေးသွားခဲ့ပြီဗျာနော်စားပြီးကိုတဲ့ဖိုက်တာစီကိုတဲ့အေးထိုးနေတယ်ဗျာနော်ဒီအောင်စားပြပါ ကိုကြီးရောကျွန်တော်သိတယ် ဟုတ် ဒီအောင်စားပြပါ ဟဲ့ကိုကြီး ငါဒါပြီးကျွဲကြီးကတ်သွားပြီခဲ့နော် ကင်ကြီးကိုတူပြီးပိုးပါနော်ညီ ပါပါ ကို လေညီလေးရေမကတော့တက်ခဲ့ဦးဗျကျွဲစားပြပါကောင်းလိုက်တာဗျာနော်ကျွေးစမ်းလို့ပေါက်သွားပြီဗျာဟုတ်ပါခင်ဗျာညာနဲ့ ကင်ကြီးကိုရဲ့အမတ်ကတော့တောင်းလျှော့ဆိုလို့တက်နေခဲ့တယ် စကားတော့ဗျာနော် အမတ်ကတော့ကဲ အမကတော့ အမတ်တော့လာပြတော့ပိုးဩဗျဟိုဘက်ကလည်းကျွန်တော်တို့သွေးငယ်တို့စားပစ်တွေတော့မတိုးသေးဘူးเนาะအဲ့ဒါတစ်ချက်ကြည့်အောင်မယ် ကောင်းတာပြီ အာဒီနာနေကောင်းလိုက်တာတွေးငယ် တွေးငယ် ဝါးတွေကတော့သူတို့ပြန်ကိုပြန်မဲဗျအမတ်တူရင်တော့ level ပဲဗျတမတ်ကွာရင်တော့ဒါသာတဲ့ဘက်ကကြိုးပေးရတယ်ညီကိုကြီး အောင်မျိုးမင်္ဂလာ ဘာလို့လဲဆိုတော့ဒီတန်းဒီတန်းကတကယ်50-50ဖြစ်နေလို့ပါအမတ်တာရင်တာတဲ့ဘက်ကကြိုးရမယ်ဗျအမတ်နေရင်တော့လေ စာရေးပြောင်းထိုးမယ် အာဒီလိုကွာဝါခင်တော့ဒါ2မှတ်လောက်ကွာဝါရင်တော့တေချာတယ်သူကအောက်ကြီးဖြစ်သွားမယ်နော်2မှတ်တာနေတာတဲ့ဘက်ကကြိုးစီးဗျနော် စင်လန်းဖားกว่าတယ်ဟုတ်ကဲ့ဗျာနော် ကဲဒါတော့ကျွန်တော်တို့ကျွေးစပစ်ပုံချုပ်ဟာကြီး ဘာကြီး မာရာပြီးတယ် တွေးငယ်ပဲ မိတယ်ဗျကျွေးကောင်းလိုက်တာ ဟာကျွဲကြီးကောင်းလိုက်တာဗျာ ကော နော် င်းလိုက်တယ်ကဲအမတ်ကတော့ fight ကိုဗျာ ကတော့ပိုက်ဖို့ဆိုတော့မကိုရောက်ရှိသွားပြီဗျာ fight ကိုညီကိုရေရရင်တော့တမီတော့ပဲရမယ်ငယ်ပါကြီး ပြီးသွားပြီတွေးငယ်ကောင်းလိုက်တာဗျာနော်တွေးငယ်မကတော့ဖိုးပိုက်ပါ စင်လန်း အမတ်ကဖိုး fight ကြီးတယ် စင်လန်းဖားกว่าတယ် စင်လန်းမှာစင်လန်းမှာတော့ရောင်ရင်မကျွေးရပွေနေတယ် တွေးငယ်စားပြပါပါလာပြီပြီးသွားပြီတွေးငယ်ပဲကောင်းလိုက်တာဗျာနော်တွေးငယ် fight all တွေးငယ်ဆက်ချရတဲ့ညညငယ်တော့အတိုင်းပဲဗျာ ဒီမှာဝင်နေဘယ်နဲ့ဒီယူဖို့လဲလေးကြီးကြီးမတူဘူး အမှတ်တူဗျာနော်ဖိုက်အောပါ လက်စကိုကြီးတော့ချွေးငယ်တော့ပါတာပြီးရတယ်နော် အမှတ်ကတော့ဖိုက်အောဗျာနော်တွေးငယ်စားပြပါ fight all ဝယ်ကြီးကိုတင်ကိုမှတ်ထားတယ်ဗျာနော်ကောင်းလိုက်တာ ရှာပေးမယ်ရှာပေးမယ် အမှတ်ကတော့ဖိုက်အောပဲဗျာ ဖိုင်အိုးပဲညီကိုလို့ရေဟုတ်ကဲ့
ရှိပေးပေါ့မတူ ကျွေးစားပြပါဘာကြီးမိသွားပြီ သိမ်းမှာပေါ့ တွင်းငယ်ပဲ နှစ်သိမ်းမရဘူး ကောင်းလိုက်တာဗျာနော်တွင်းငယ်ဟုတ်ကဲ့ခင်ဗျာနော်အပေးနေတဲ့ဘာကြီးဟုတ်ကဲ့ဝေပြောင်းမင်္ဂလာပါဗျာ ကျွေးမြန်မာငွေနှစ်သိ ကျွဲ န်း ကြီးပဲဟုတ်ကဲ့ခင်ဗျာနော်ကျွဲကြီးကကျွဲကြီးပါပဲတွင်းငယ်စားပြပါ အကိုကြီးထွေးငယ်ဘက်ကနေပြီးတော့မြန်မာငွေ2သိန်းရပြီထွေးငယ်မြန်မာငွေ2သိန်းမိတယ်ဗျဖာကြီးဖိုင်မကြော်ဘူးထွေးငယ်အောင်မလေးလေး သားခဲ့ပါ ကဲအမှကတော့ fight all ဗျာ အားတော့သားခဲ့ပြီဗျာကြီးဗျာနော်ကိုလေးကိုစားသွားပြီကိုလေးကညာနဲ့ဟာလေးကိုနှိမ့်တက်ပြီးတော့သေးပေါ့ ဟာကိုမင်းဟောကိုမျိုးဘယ်တော့လဲ ဟုတ်တယ်အဲ့လောက်အောင်ပါပဲ အ ကြား မျိုး ပါ အကောက်ပြောတာဘယ်အကောက် ပြိတ္တအားလေကျဲဆက်ဆက် ကျွန်တော်လက်မထောင်းလိုက် ကိုကျွေးကြီးမင်္ဂလာပါဗျာနော်ဟုတ်ကဲ့ဗျာနော်ကိုကျွေးရမင်္ဂလာပါဗျာနော် ကျောင်းပွဲရှိလာတယ်ကျောင်းသားပွဲတလင်းတွေကျောင်းသားပွဲတော့ဒီလေးမရှိနေပါတော့ငါလောင်လေးထေးထားတယ်တော့တည်ရတယ်ဖက်ကိုက်လို့မရဘူး မင်္ဂလာပါဗျာနော်ညာညာပဲဗျာ အဲကျွန်းကြီးပါလေလိုက်နေလို့ကျွန်တော်လွတ်ပေးတယ်ကျွန်တော်တို့ကလည်းဝေးရပေးတယ် ငါးလီမရောက်2လီလောက်ပဲရောင်ရအဲ့ဒါတော့မှ ကိုကျွေးစား သေးကြတာတလီပဲရတယ် ကျွေးစားပဲအာကြီးမိသွားပြီ ဒီလည်းထက်ယူအောင်မလား တွင်းငယ်ပဲကောင်းလိုက်တာဗျာနော်တွင်းငယ်ကျောင်းဝဲရှိလား ကဲမှတ်တူ fight all ဆိုရင်လက်ပေပဲနော်ဒီဘက်နှစ်ကိုမင်းနဲ့ငါနဲ့ချသွားဟောချမလားဟု တွ တ် င်းင ကဲ့ ယ် ပါ စားပြပါပါပြီ အဲထွေးငယ် ပြီးသွားပြီကိုရောက်ပြီပြီးသွားပြီတွင်းငယ်ကောင်းလိုက်တာဗျာတွင်းငယ် ဘယ်ကောက်ကိုဖြစ် မ မှာ ကတော့စစ်ပိုက်ဆိုတဲ့မတ်ကိုရောက်ကြည့်သွားပြီဗျာ အဲ့ကျုံးမှာ2လီလောက်4လီယူရဲ ရောက်ရဆယ်ကြီးရတယ်ကောင်းလုံးနေဗျာနော်ဦးနေဟုတ်ကဲ့ဦးမင်းကြီး ဘယ်ကောက်လဲကိုပြောမတွေ့ဘူးဖြစ်နေ တွင်းငယ်စားပြပါ အေးဘာလို့မရောက်လဲရောက်ပြီရောက်ပြီရောက်ပြီ ကောင်းတိုက်တာဗျာနော်ကျွဲကြီး အာကိုမျိုးကြီးကျွဲကြီးဘက်ကနေဒီလီ နိုင်ရနိုင် တော့ ပြီ ဟမ် ဝမ်းတယ် မင်းရတယ်ဟိုကသူ့2လီပေး နိုင်လာဘောဖားရလာပြီလေတူလေးကိုကျွဲစားပြပါတွင်းငယ်ပဲကောင်းလိုက်တာဗျာ ထွေးငယ် ကောင်းလိုက်တဲ့တွင်းငယ်ဗျာနော်မကတော့စစ်ဖိုက်ဗျာ မစစ်ဖိုက်ပါဟမ် တွင်းငယ် ဘ စား ယ် ပြ ပဲ ပါ ခုမှစစ်ဖိုက်ဖြစ်သွားတော့ကြောရင်ထွေးငယ်တော့ကြောအောင်သူများစီမှာကျတော့ကျွဲကြီးကကြောနေတာ ကျွဲကြီးပြီး ဒါ သွား ပေ ပြီ မဲ့အခုဒီမှာတော့အမှတ်အတိုင်းပဲသွား ကောင်းလိုက်တာဗျာနော်ကျွဲကြီးတော့ပြီးတော့လည်းဆယ်သလားကျွဲကြီးကဘွားတယ်လည်းကြောက်ဖို့ကောင်းတယ်ဗျာနော်အင်းလေးမင်္ဂလာပါဗျာ အောက်ကျေးယူမယ်ပြောတာ ရှိသူဒီကိုညာညာရဲ့စမှုကိုစင်ပြေကိုမမလေးရေးပေးလို့ရတယ်ဗျာနော်ရရင်ပြောမယ်ဒီစားပြပါ ရယူ တွင်းငယ် ကောင်းလိုက်တာထွေးငယ်3-3ဆိုလားလို့တဲ့အရေးကပ်ပရှင်မှားသွားတယ်နော်အပေါ်က3ကမဖြတ်မိတယ် ပေါ်လေးမရှိဘူးတဲ့ဆိုဟိုကကိုရေးမိုးတဲ့အေးကျွန်တော်ကိုရဲ့ကိုမမမရှိဘူးဗျာနော်ပြန်နေပြီးတော့ရေးပေးပါဘရုံးလေးကားတဲ့ចောင်းသားနဲ့မတူတော့ဘူး ဟိုလာပြန်ပြီထွေးငယ်စပြီကောင်းနေရောဗျာ ငါကုံတော့မှာပဲကွာတဲ့ကုံတော့မှာပဲဗျာ အမ4စစ်ဗျအော်5စစ်ဗျ sorry နော် တောင်းမှနေဗျာနော် ဒီမှာ5စစ်ပါ အဲကိုတုံကြီးစားပြပါ တော့ကပ်ပရှင်မှားသွားလို့နော်2-3ကျွန်တော်စိတ်ထင်3-3 တွင်းငယ်ထုတ်တာပြီ မှားသွားတယ် တွင်းငယ်ကောင်းလိုက်တာဗျာတွင်းငယ် ဟိုဘက်ကောင်မြန်မာပြည်ဆရာလေးစတိုင်နဲ့ခင်ရအော်ပြန်တယ်အော်အတော်ဆိုးနေ တွင်းငယ်စားပြပါ ထွေးငယ်ထိုးရတယ်စေထွက်ပြန်ပြီအဲ့ဒီစာပင်တွေကိုကြိုက်တာကျွန်တော်ထွေးငယ်ကိုနော်ကျွန်တော် 7-5ပါ အဲ့စာပင်ကိုတကယ်ကြိုက်တာနော်ထိုင်းမြန်မာပွဲလာသေးဘူးလားထိုင်းမြန်မာပွဲပြီးသွားပြီထိုင်းမြန်မာပွဲပြီးသွားပါပြီထိုင်းက2ပွဲလုံးစားသွားတယ်တင်းပွဲရောတဲ့ပွဲရော စားပြ နော် ပါ မြန်မာ2ပွဲလုံးကိုမင်းတို့2ပွဲလုံးရှုံးပါတယ်ကိုဂျုံကြီးမာနာတယ်ချွဲကြီးလိုက်ထိတာလေထွေးငယ်ကောင်းလိုက်တာ ခွေးငယ်အပြည့်တွေပဲခွေးငယ် ကိုချွန်ကြီးတို့ကခွေးငယ်ကိုမသိတာလားဗျာ2-3ပေးလိုက်တာဆိုတော့နော်ကျွန်တော်တို့ ဘိုင်းကတော့လည်းကောင်းပါ
ပါတယ်ဗျာဒါကျွန်တော်တို့ရဲ့ဆွဲစီရဖားကြီးဗျာ အခုနဲ့ဖိုင်နိုင်ထင်နေတာဖိုင်နိုင်ကို3-3ထင်နေတာ ကိုပဲလေးမင်္ဂလာပါဗျာ ကဲညီကိုတို့ရဲ့အမှတ်ကတော့8-5ဗျာ မင်္ဂလာပါဗျာ 3မှတ်ကအသာကြီးပါတဲ့ဟုတ်တယ်ကျွန်တော်လည်းအဖိုင်နိုင်ထင်နေတာစား3-3မှာဟိုဘက်ကျွဲကြီး တိုက်တယ်လေကျွန်တော်တို့ ကျွဲကြီးဂျွန်ကြီးဟိုရာသာကြီးဆိုမှတ်နေတာဒါပေမဲ့ကျွန်တော်ပိုစတာကမိုင်သေးမှာတင်ထားတယ်ဒါပေမဲ့သေချာမကြည့်လိုက်ဘူးကတော့စိတ်ကကပရှင်ရေးတဲ့ချိန်အောင်မှမှားရေးလိုက်တယ်3-3ဖြစ်သွားတယ်ဒါပေမဲ့ရေးထားတာကျွဲကြီးဂျွန်ကြီး ဆရာကြီးတယ်ဟုတ်ကဲ့ဗျာ အပေါ်မှာ3-3ရေးပြီးတော့အောက်မှာ2-3ရေးတယ် တွေးနေဘွားလေးကောင်းပါတယ်ဟုတ်ကဲ့ခင်ဗျာနော်ကောင်းပါတယ် ကိုယ်ကက်ကြီးမတွေ့ပါလားကက်ကြီးကမရှိပါဘူးဗျာနော်ကျွန်တော်နေဆက်မှာပါထွင်းငယ်ထိုးပြန်ပြီထွင်းငယ်ချုပ်တာတော်တော်ပွားတယ်ဗျာ ကျွဲကြီးပဲကောင်းလိုက်တာဗျကျွဲကြီး ဘယ်အမှကတော့5-8ပါ ဟုတ်ကဲ့ခင်ဗျာနော် ကဲကျွန်တော်ကြီးကဖွင့်လိုက်တာအချို့ຢာတွေကအမှတ်သားတဲ့ချိန်မှာ38ဖွင့်ပေးလိုက်တာတော့မှန်သွားပြီလို့ထင်ရမယ်ဗျာနော်အာကြီးကောင်းကြီးပဲ ကောင်းလိုက်တာ အာကြီးကတော့လစ်ဖိုက်တာဗျာနော် မင်းလည်းတော့ပဲဘာကြီးမင်းဘာလို့အဲ့တော့လက်ကောင်းရတယ် အေး ဘောလုံးကသူတက်ကောင်းနေပါလေဖာကြီးကတော့ဒီဘက်မှာတော့ အာကြီးကတော့ဖိုက်တာရောလစ်ရောဗျာပြည့်နေတော့ပဲနော်ကိုပကင်းဖိစေတို့နဲ့ပွဲကဘယ်နေ့လဲဖိစေတို့နဲ့ပွဲလိုက်လွင်းလို့မရဘူးဗျာ ကောင်းလိုက်တာ ကောင်းလိုက်တာထွေးငယ်စာပိကတကယ်ကြောက်စရာကောင်းတယ်ဗျာ ရောက်ရှိသွားပါပြီ အောက်ချတာ3-3 အဲကျွန်တော်တို့ဆိုဖာကြီးအာကြီးတာနော် တော့စားပေးတယ်ဟိုကမရတာပြီးကမှာ ဒီလိုပေါက်တာဒီလိုမျိုးပေါက်တာဒီကြောင် အဲ့တပွဲတွေဆွဲရကောင်းဘူးတော့ခင်ဗျာ ယူထားတာလေးနည်းနည်းများတော့အတန်နေထွက်နေ ကျောက်ရပြီတိလား မြတ်ပက်ရှာနေတယ် ထွင်းငယ်စားပြပါ ဒီတော့ထုံးဖို့ကြည့်နေတယ် နက်ဆက်စကမကဘူးလားဟုတ်ကဲ့ခတ်မှန်ကြီးလေးရေအဲ့ဒါကကျွေးလို့ပြောတော့ဝက်ကင်းတော့ဆက်စီကွဲမှာတင်ထားတယ်ဗျဒီကပေါ်မှာနှစ်ပွဲကျွန်တော်တို့မာတန်ဝက်ကင်းတော့ဆက်စီကွဲမှာနှစ်ပွဲတည့်ထားတယ် ဟိုဂျွန်ကြီးတွေတဲ့ခါကြီး ငါးပဲရှိတဲ့ပွဲ အစေ နဲ့ငါး တော့ ပဲ က ရှိ တွင်း တဲ့ င ပွဲ ယ်စာပစ်ကိုတန်ချောင်းနဲ့လေတွေက တိတာတာရန်ကောင်းပါတယ်ဟုတ်ကဲ့ကောင်းတယ်ဗျာခါကြီးကျွေးငယ်ကောင်းလိုက်တာအဗျာပါစားတယ် အဲ့ငါအပေးနေတယ်နော်ဟုတ်ကဲ့ပါနော်ကဲနိုင်ဖိုက်ဗျာကိုဂျွန်ကြီးတို့အပေးချမ်းတယ်ဗျာဒီပွဲနော်ညီကိုတို့ ထွင်းငယ်စားပြပါ ကျွန်တော်တို့ပြေးတွေ့တဲ့ထွင်းငယ်ကိုပဲမသိတာလားပေါ့မင်္ဂလာပါကိုကြီးတော့ကမင်္ဂလာပါနော်မာထားတယ် ကျွဲကြီးကောင်းလိုက်တာဗျာကျွဲကြီး တော့ဒီဘက် AR ဝရီကလည်းအရန်တော့ညံ့မနေဘူးဗျာနော်ကလေးကငယ်လေးပဲ ပဲဗျာနော် ဒါပဲတင်ပါကွာ ဆက်တာမျက်စိလေသွားကျွဲရဲ့ချင်းသိမ့်မဆက်ပါဘူးကိုဂျွန်ကြီးတို့ ကျွေးစားပြ ကို ပါ ချစ်ပေါ်ကြီးတို့သူတို့ဘောစီတွေပဲဆက်တာ အာကြီး ကျွဲကြီးကသူများဆက်တဲ့ပွဲလိုက်ခတ်တယ်အဲ့ ကျွေး ပွဲ ငယ် ဟာကြီးတစ်လုံးမှားသွားခဲ့တာဖြစ်တဲ့တော့စစ် မကတော့ နိုင်ပြညီကိုတို့ကြီးနော် နိုင်ဗျာနော် ကဲညီကိုတို့ဟိုဘက်ကျွဲရဲ့စာပင်တွေကလည်းဒီဘက်ကို ကျွေး ရိုင်နဲ့ဖြစ်မလားဆိုတော့စောင့်ကြည့်ရမယ်ဂုံချုပ်ဆိုရင်တော့ရိုင်မှာမဟုတ်ဘူးပြခွင်ချုပ်ပဲရိုင်တော့ ကျွေးငယ်ကောင်းလိုက်တာဗျာနော်ကျွေးငယ် နော်ညီကိုတို့ကြီး မကတော့နိုင်စစ်ပါဗျာနော်ဘာကြီးလက်ကလည်းရန်ကောင်းလိုက်တာဗျာနော်ဆောင်းကတလောတော့မှား မြန်မာ သွားတယ် ပြည် ဗျာ ရော ဟုတ်အတန်တွေကလေအလွတ်ရ ကျွေးငယ်စားပြပါ လေဘယ်ကိုကြည့်ပြီးတော့ဘယ်လောက်ဆိုလဲကြည့်နား ဒီ တော့ ဘက်တော့ကိုလည်းကိုကြီးနဲ့ကိုမင်းချက်ပြန်တယ်ပါ သွားပြီဗျာနော် ဘယ်လောက်နားတော့လိုက်တာဘယ်လောက်ဆိုတာလဲဆက်လို့ရ ပေါက်စားပြကလည်းလုံးလုံးတော့ဒီနေ့ကတော့ ဖိစီတို့ပွဲတွေကလိုက်လွှင်းလို့မရလို့ပါเนาะကျွန်တော်တို့ဘယ်တော်တွေဘယ်တောင်တွေထဲသွားခတ်ခတ်ကျွန်တော်တို့စိတ်ဝင်စားတော့เนาะသွားခတ်ခိုင်းလိုက်ပါမယ်ကိုမင်းတို့ဖိစီတို့ဟိုဘက်မှာကလေးတွေခတ်တဲ့ကွင်းမှာသွားပို့ထား အာ ပါ ကြီးဝေးသွား ဝီးတွေဗျထွင်းငယ်ကဲတဖြည်းဖြည်းနဲ့အမားတွေများလာခဲ့တယ်သူတစ်လုံးကိုတစ်လုံးမိုင်းကပဲကျွဲကြီးတို့ကိုရှာမနမပေးလိုက်တာဖြစ်တဲ့တော့7-9ဗျမီကိုပွဲပြီးသွားပြီလားမီကိုပွဲကဒီမှာမရှိဘူးလေဗျာနော် ငါတပည့်မှာတတိယ ဒါနဲ့ အောင် ကျွန် တ တော် တိယလေး ကကနေဆောင်းမကြီး သွားပြီးဆွဲထဲမှာပဲလို့ ဒီကနေပြီးကျေးဇူးတင်တယ်ဗျာနော် ထွင်းငယ်ကိုဖားနေနေတာတဲ့ကြားကြီးပါလို့ဂျွန်ကြီးကိုပြောပြလိုက်ပါဟုတ်ကဲ့ပါထွင်းငယ်ကိုထွင်းငယ်ကိုဖားထင်ပြီးတော့ကြားဖင်ကိုသွားနှိုက်တယ်လို့ဖြစ်သွားခဲ့တာတော့ကိုဂျွန်ကြီးနဲ့ကျွဲကြီးပဲဖြစ်ပါတယ်ကိုပကင်လိုက်ဘေးကလွှင့်နေတာဘယ်သူလေးဗျာအော်ကျွန်တော်တို့ဒီထွင်းငယ်တို့ကွင်းရညီလေးထွင်းငယ်တို့ကွင်းရလားညီက ကေတုံဟုတ်တယ် ကေတုံကွင်းရလိုက်ပါနော်ညီကိုတို့ရေ နေရာဆောက်ပြီးဝင်သွားနိုင်တော့ ဘယ်လေးရဲ့ပြေးပါနော် ဟုတ်ကဲ့နေရာဆောက်ပြီးဝင်နိုင်တော့နောက်ပါမှာတတိယရတယ် ရှုံး ကတော့7-9ပဲ ရှုံးသွားတယ်ကတော့မင်းတို့ဘယ်တော့မှပြောတာနားမထောင်ဘူး နှစ်ပေါင်းသား ရှုံးသွားပြီမလား သူပဲသိကြည့်ပြီးမျက်နှာရုံမဲမဲနဲ့ဘိုး တ တော့ က မဲ ယ်မ နိုင် င်းမင်းခါနေလည်းနေစီ
မိုးမဲမဲနဲ့ ဘယ်ကြီးစားပြပါဒီမှာကဘလူးပါသေးလားပါဦးတယ်နော် 18ပေါက်တယ်နော်သုံးတော့ဘကရှင်းနေဝေးသွားခဲ့တယ် ဝေးသွားခဲ့ပြီဗျာနော် ဘိုးကကျွန်တော်ပြောတဲ့အတိုင်းပဲကျွဲကြီးခုံချုပ်ထိုးနေတဲ့ရွေးတော့နိုင်ဖို့ရာခိုင်နှုန်းရှိသလောက် ပါကြီးစားပြတော့တောင်းထုံးမယ်ဗျာ ကျွဲကြီးစပစ်ကဝင်ချုပ်ကပိုကောင်းတယ်နိုင်တဲ့ဘက်က1000လောက်တယ်မြန်မာငွေနဲ့ထည့်ပေးထားမယ်လို့ဟောဝေးသွားတယ်ဗျာချစ်သူလမ်းကြားထိုးသွားတာကနော် ပါကြီးကစားပြကောင်းတော့လဲနောင် ဟို တော့ က ရသွား နော်နှစ်ယောက်လုံးဒါလွတ်ပေးလိုက်တဲ့လုံးမှာဝေးသွားခဲ့တယ် စားပြပါလုံးထုတ်ရတယ်ပါကြီး ဟာကြီးကောင်းလိုက်တာပါချင်းတင်ကြီး ကောင်းလိုက်တာဗျာနော်ထွေးငယ် လက်ဖန်ဘဲမှာပွဲရှိတဲ့အိုက်တော့တဲ့ ညညငယ်တော့တိုင်းပဲဗျာ ဗာလေဝက်ကီသုံးကွင်းကိုသွားလိုက်ကြီးလေးမနက်ဖန်တနင်္ဂနွေနေ့ဘဲလေးနော်ကောင်းကောင်းခေါ်ပြီးတော့လာခဲ့လဲအဲ့ဒီမှာပွဲတွေရှိတယ်စပ်ပွဲတွေဆော့လို့ရနှစ်ပွဲပါဒါက9-8 ကောင်းလိုက်တာဗျာ ကောင်းလိုက်တာဒီကိုလေတန်းအိပ်ဗျာ လုံးတော့ခဲ့တယ်ဗျာနော်ဒီနေ့ကတော့ အာတန်းဆေးပြီးဗျာ ဆယ်ပဲဗျာ မမွေတို့ဒီတကမလေးကိုကြည့်ရမယ်ဟုတ်ကဲ့ပါ ထွေးငယ်စားပြပါတော့ပါ ထွေးငယ်ဘက်ကအမှတ်ပြတ်သွားလို့ညီလေးမရသေးဘူးနော်ထွေးငယ်က18တောင်ပေါက်တယ် ဖိုက်ကျိုးသွားခဲ့ပြီဗျာမကတော့ဆယ်ပဲလက်ပါဒီကြီးဆွဲနေတာမရဘူးဗျာနော်ကျွေးစားပြပါ ခင်ဗျားတော့ကြောက်တော့တပီးလို့ကြောက် ဟာကြီးကောင်းတဲ့တင်နေ ထွေးငယ် ထွေးငယ်ခွဲချင်းကြီးကလွန်တယ်ဗျာဟာကြီးအားပေးနေတယ်အောက်ကပါနော် ချစ်သူရဲ့မင်္ဂလာပါကိုကြီးရေ ကဲကျွန်တော်တို့ကဒီဖားကတော့ရိုးရိုးဖားမဟုတ်တော့ကြောက်ဖားပဲဖြစ်မယ်စားခက်တယ်နော် စားပြပါ ထွေးငယ်စားပစ်ပါကိုချွန်ကြီးမာထားပေးတယ် ရွယ်ကြီးကောင်းလိုက်တာဗျာ စေးတယ်ဗျတော့ရှော့ ကျွဲကြီးကကြောက်စရာတဲ့ညညာတော့ညညာတွက်ကတော့ကျွဲကြီးကကြောက်စရာမဟုတ်ဘူးဗျာ ကျွဲကြီးကပဲခတ်မလားဖားကြီးကပဲကျွဲကြီးညိုမလားနော် โอเคကျွန်တော်ရရင်ပြောမယ်နော် ကျွဲစားပြပါရောက်ပြီးမိသွားပြီကျွေးငယ်ပဲကောင်းလိုက်တာဗျာကျွေးငယ် ကိုပကင်းမင်္ဂလာပါဗျဟုတ်ကဲ့မင်္ဂ ဆက် လာ ပြီဗျာအနိုးဘကင်းကြီး ကိုမင်းဘဝကလည်းရင်းနှစ်တဲ့ထဲအပြင်ငွေပါကြိုက်ခံနေရဟုတ်တယ်ကိုပကင်းမင်္ဂလာဟုတ်ကဲ့ပါနှစ်ပွဲလားတေပွဲကတေပွဲကနှစ်ပွဲနော်နောက်ပွဲ9-10နဲ့ဗျာနော်ဒီပွဲကကျွန်တော်တို့9-8နဲ့ပါ မင်းနေပါလေမင်းနေတာအဲ့တော့ဟောင်းမဖြစ်နေတယ်မင်းနေတာဒီ အိုင်တော့ဟိုတဲ့အကျွေးမပေးချင်လို့တဲ့ဘလော့လိုက်တာပါအခုတဲ့ ကျွေးငယ်စားပြပြောင်း ဟော ဖို့ ဆိုးနေအကူတို့မင်းခန့်စင်လန်းဖာကြီးဟုတ်ကဲ့ပါစင်လန်းဖာကြီးနော် အေးပြီးသွားပြီ မာထားရီမာပြီဟာကျွဲကြီးဖြည့်သွားခဲ့တာဗျာအသေးကြီးတဲ့ကျွဲကြီးတဲ့ဘဝချက်တွေကလည်းတအားမတ်စီခဲ့တယ်ဗျပြိတ္တတွေကိုတော့အမတ်ဆေးပြီးတန်းဗျာညီကိုတို့ကြီး ဟောချင်းကြံတော့ရက်ဆက်နေတာရက်ဆက်ကတော့ကျွေးစားပြပါ ဆယ်ရှိရသေးလား90လားဟုတ်ကဲ့ပါလို့နော်ထည့်ပေးပါမယ် ဘာကြီးတင်လာပြီကျွေးငယ် ဟောင်းလိုက်တဲ့ကျွေးငယ် ကျွေးငယ်ဒီကပါဆွဲစီမမကဘူးကညညာဟုတ်တယ်ခင်ဗျဆွဲစီမမနှက်ပြန်ဒီမှာယူလို့မဲတာ နောက်ပွဲဟိုဟာချီမာကြီးနှစ်တစ်ပွဲလည်းရှိပါတယ်နော်ကျွန်တော်တို့ မနှက်ပြန်ဒီပွဲဆိုင်လေးပဲဗျာနော်တနင်္လာနောက်ပိုင်းမှာကစားမယ် ဝင်းကထိုးပြန်ပြီကိုချိုကြီးစင်နေတင်ထားတဲ့တန်းပေါ်မှာကောင်းလိုက်တဲ့ကျွေးကြီးနော် ဒီကစတင်ရတဲ့ကြောက်မလီလီကောင်းနေကြနော် ကိုချိုကြီးတို့စာပင်ကလိနိုင်ရင်နိုင်မယ်နိုင်နေတဲ့မလွယ်ဘူးကဒီကျွဲကြီးသူဘုံချုပ်ကိုထိုးနေမနိုင်ဘူးကျွန်တော်တို့ ပိုက်ပြီး ဝင်းချုပ်ထိုးရင်တော့နည်းနည်းရိုင်မယ်နော် မကတော့လက်7ပဲဗျာ အမှန်ကတော့တန်းဆဲပြီးဗျာညီကိုတို့ရေကဲပြေးတွယ်မဲ့ထွေးငယ်ရဲ့စားပစ်ကလေးကိုလည်းကြည့်ရအောင်မဲ ဒီပါပြီ ကိုချိုကြီးတင်ထားတယ်ကျွဲကြီး ကောင်းကောင်းမလေး ကျွဲကြီးပါပဲ ဒီကလည်းကျွဲကြီးပဲဗျာ ဖုံးကကြိတ်တဲ့လောက်မှမပွဲတာဘာသဘာဝမှမသိအေးတို့ ဒီပေါက်လေဒီကကျွန်တော်လိုက်ထဲမှာဒီ ကျေစိုးကျေစိုးဦးလေးရဲ့ကျွန်တော် ဒီဖုံးဆိုလွတ်တော်ပါဟုတ်ပဲဒီကြောင်မကွဲဘူးကကျွန်တော်အားကြောင့်ဘွီးဖို့ကြိုက်တာပါကြိုက်တဲ့လောက်မှန်ကြိုက်တဲ့လောက်ထုမကွဲဘူးနော် စားပြပါ ကျွေးစာပစ်ပေါက်သွားခဲ့တဲ့ဒလုံးအိတ်တန်းဗျာအဲ့ဒီဘဝစာပစ်နောက်နဲ့သတိထားမယ်
ညီကိုတွေ ခံလိုက်ထားလိုက်ခံလိုက်ထား အဲ့ဒီစားပေးလေးဆိုရင်တော့ဒါကျွဲကြီးတို့ဘက်ကအသက်ရှူသေးပြန်နော်ကျွန်တော်လိုက်တဲ့ညီကိုတွေကျွန်တော်ဖုန်းဘယ်ဖုန်းဝင်ကောင်းမလဲလို့ဆိုရင်ကျွန်တော်ကတော့ညှိုးနေတာဝီပိုတွေပဲညှိုးနေတယ်ကျွန်တော်ကိုယ်တိုင်ကင်နေတာမဟုတ်လို့ပါနိုင်တန်းဗျကဲဘာကြီးတို့ချုပ်စားပေးတဲ့တောက်လျှောက်ဖမ်းလာခဲ့ပြီမေနော်ဒါနောက်စီးဖွားမှာကြတော့တော်တော်တိုင်ပတ်သွားတယ်ဗျနော် ကျွန်တော်ပေါ်က live ကောက်ပါကျွန်တော်ပေါ် live ကောက်လာတယ်ဒီကပြောင်းလာတယ်ဘယ်လိုပေါ်ဒီပဲပြည်လို့ညီကိုတွေဘယ်ဖုန်းကိုဝယ်ခြင်းလဲဗာဝယ်သိလဲကိုပကင်ကိုလာမင်းတော့ဗီဘိုပဲညှိုးမယ်နော်သုံးလုံးကျွန်တော်ကင်တာဗီဘိုတွေပဲဗျနော် အလောင်းဖုံးတယ် တောက်လျှောက်မညိုး iPhone ကင်ပြီးစိတ်ညစ်နေရတယ်လို့တ ဖု ဘော န်းဖုန်းတွေကင်တာဖုန်းဖုန်းတွေကြိုက် ဟိုနဲ့ထားမလို့ဒီနဲ့ထားမလို့စကားတကယ်ကြီးနဲ့စကားပြောရင်တော့ iPhone ကိုဘယ်နဲ့ချလို့ချရမှာမသိဘူးဟုတ်လားအေးလို့ ကျွေးစားပေးပါ ရှောင်လိုက်ရတာလေလိုက်တဲ့လူတွေတော့ရှောင်လိုက်ရတယ်တဲ့နော်အာကြီးခေါင်းနဲ့နေတာနဲ့ထွေးငယ်ပြေးတွေ့ပြန်ပြီကဲညီကိုတို့တန်းနိုင်ဗျကျွဲရည်စာမင်းအပြောင်းလဲမှာတော့နှစ်မှတ်စက်တိုက်ကိုရောင်ရမ်းပေးလိုက်ရတာဖြစ်ပါတယ်ယူနေတာလားဟုတ်ကဲ့ယူနေပါတယ်တခါလေကျအချစ်ယူနေတာပါနော် ဒီလိုမျိုးတက်ပြီးတော့မောသွားမယ်ဗျာနော် ခုကဘွီဘိုကတော့လေတကယ်ကောင်းလာတယ်ဟုတ်တယ်ကျွန်တော်ဘွီဘိုပဲသုံးတယ်သုံးလုံးသလုံး 50အပီကြိုက်တယ်ရေးစ ကျွန်တော်လက်ရှိကင်နေတာကဘွီအရင်ဆုံးကင်နေတာဘွီ19ဗျာနော်ဘွီ19ကနေဘွီ35အဲ့ဒီကနေခုဆိုရင်ကျွန်တော်တို့ဘွီ35လာပါလေအဲ့ဒီ ဒီပဲဗျာ တတိယဒုတိယမြောက်ပေါ့နော်ဖုံးကမကွဲခင်တော့လည်းပြောရရှိတာပေါ့တဲ့ကျွန်တော်ဘုံထောက်ချောက်မှန်နေတာပဲကိုတို့လည်းတွေ့တာပဲမကွဲဘူးမူစီကွင်းကနေဆိုရင်ဟိုစင်မောနေလွင့်ထွက်သွားတာအောက်မှာတမန်တလင်းကြီးတော့အဲ့ဒါကျွန်တော်ဘွီ40နော်လွင့်ထွက်သွားတာအိုးအောက်ထဲမှာအဝေးလွင့်ထွက်သွားတာကျွန်တော်တို့ခန့်မှန်းကြည့်နေဆိုရင်1နှစ်ပြန်သာလောက်ဝေးသွားခဲ့တယ်ဒါကျွန်တော်တို့နော်ဝါတော့ကျွန်တော်တို့အညာမှာပေါက်တဲ့ဝါပါတော့တောင်ပေါ်မှာပေါက်တဲ့ဝါဖြစ်နေမှာဆိုလို့နော် ပြီးသွားပြီ မထားပြန်ပြီ ကျွေးကြီး ဟောင်းလိုက်တာဖားကြီးရဲ့တောက်လျှောက်စေတယ် အမှတ်ကတော့9လက်ဗျာ ဆက်နိုင်ပြီ ကျွန်တော်ဘွီပေါ်လောလောဆယ်ကကျွန်တော်ဘွီ40เนาะဟိုတလုံးကကျွန်တော်တို့ဘွီအရင်ဆုံးဝင်ခဲ့တာတော့ဘွီ19ပေါ့နောက်ခုအလဲဒုတိယအလုံးကတော့ကျွန်တော်တို့ ဝေးသွားခဲ့ ဘယ်လောက်လဲကျွန်တော်ဒုတိယအလုံးကမသိဘူးဗျ ဆိုတော့မကိုရောက်ရှိသွားပြီဗျာ ကဲညီကောင်တို့ရေခုံနေရတင်ပိုးလာပြန်ရောက်လာပြန်ပြီဗျဆက်ပြောရမယ်လက်ဩဗျ ဘိုးကြီးပြောင်း ရှင်ခုံနေရတင်ပိုးလာငြိမ်သွားပြီဟိုမှာငြိမ်သေးတိုက်သွားပြီအေးရရင်ထည့်ပြီမယ်လို့ကဲညီကောင်တို့ချင်းရတော့ ဘက်ကနေမလျှောက်ပါ ညီကအမတ်ကလည်းပဲညီဘယ်ကကြိုက်လဲကဲညီကိုတွေအမဆက်ပြောရမယ်လက်ဩဗျပိုင်းမကြော်ဘူးကွဲသွားလဲတန်နေပါပြီတဲ့ဟုတ်တယ်ကွဲသွားလဲတန်နေပြီကျွန်တော်တို့ကိုပကင်ခေါ်တဲ့လူတွေလားတဲ့ကျွန်တော်ခေါ်တဲ့လူကတော့မဟုတ်ပါဘူးဝီဘိုနံပါတ်1ပါတဲ့ဟုတ်ကဲ့ပါနော်ကျွန်တော်ဝီဘိုတော်တော်ကြိုက်ပါတယ်ကျွန်တော်ဖုန်းစကင်ကနေငငယ်ကနေကင်တယ် ဒီစားပေးပါ လက်ရှိဖုန်းအလုံးကြီးအတွက်ဆိုရင် ကြော်ပါပဲ ကျွန်တော်၄လုံးမြောက်၄၅လုံးလောက်ရှိတယ် ကောင်းလိုက်တဲ့ဂျိုး ကျွန်တော်တစ်လုံးကင်နေစီကန်းရှိတယ်တော့ကြာတယ်နော်နှစ်လက်ရှိအနည်းဆုံး3-4-5နှစ်ကြာတယ်ဗျကဲမှတော့တန်းဟောဗျာနော် ဒီနီးကတော့ဒီတော့တော်လေးကိုကောင်းနေတယ်နော် သူမှလည်းအဲ့လိုပြောပြီးသူမှလည်းကျွန်တော်ကွဲသွားတာပါဗျာဟုတ်ကဲ့ပါ ဥစားဟိုဘက်ဒီဘက်ခေါ်ခိုင်းဟုတ်ကဲ့ ခါလေးချက်ဖြစ်တတ်ပါတယ်ချစ်ဆိုတာကကျွန်တော်တို့ကွဲသွားတာတို့နော်ကွဲပြားခြားနာတာတို့ရှိတတ်ပါတယ်ဗျာ ဒါကကိုရှိကြီးပါဗျာနော် ဝင်းငယ်ပဲပြီးသွားပြီကျွဲကြီးရဲ့ဆယ်ချင်းကောင်းတယ်ကွာမကတော့11လက်ဆိုတော့မကိုရောက်ရှိသွားပြီဗျာ ဒီဘွဲကနိုင်သွားရင်တော့ဆက်ပွဲလေးဖြစ်တယ်ဒီဘွဲကနိုင်သွားရင်ဆက်ပွဲလေး ဟုတ်ကဲ့ဖားကြီးမြန်မာငွေ2သိန်းရပြီနော် လက်ကနာလေးရတာပဲ ရတယ်ပေးလိုက်ပြီလေဟိုမှာကွင်းငင်ပေါ့မှားဝိုက်သူကဒါလည်းဟိုဘက်ကကျွဲကြီးမြန်မာငွေ2သိန်းရပြီနော် မထီးဘူးဗျာနော်ဒီလိုလဲကောင်းတယ်ဗျာမကတော့လက်လဲပဲဗျာ ဟောရိုက်တယ် ကဲမှတ်ကတော့ ရိုက်တယ်လေ တန်းအလင်းမင်းဗျာ ဒီကိုအရန်မိုက်တယ်မှန်ဖုံးနဲ့30ခွန်ဟုတ်ကဲ့ပါ လဲဖြစ်သွားပြီဗျာဝင်းငယ်စားပေးပါ ဝင်းထိုးထားပြီကိုချုံကြီး မာတာ ပြီနေဗျာဟာရက်ဆက်လိုက်တာ ဆက်ချင်ရလေ
လွန်တာ ရှ ပေါ့ မ်း ဗျာ ကောင်းလို့နော် ကိုပကင်ရေကလတ်တို့ဘားတို့ဘီတို့ဖွင့်စားပါလားဟုတ်ကဲ့ပါအရင်ကြီးထုတ်ပြီးရင်တော့ကျွန်တော်လှုပ်ချင်ပါတယ်နော် ဟုတ်ပါဖိုက်တာအပီ ကျွေးစားပြပါ ကျွေးပြန်ချုပ်ထိုးတယ်ဘာကြီးခေါင်းနဲ့တင်ပေးတယ် ဝေးကြွားပြီ မှားတယ်ဗျာထွေးငယ်တောက်လျှောက်မှားတာဗျာညီကိုတို့ရေနော် မကတော့ ကြီးတွေ့တယ်ထွေးငယ်တော့နာမည်ပြည့်စုံကျွေးကြီးခါကြီးတဲ့ဇီးခွက်ကြက်ပေါက်တို့ပါဟုတ်ကဲ့ပါနော်ဟောရှာမရတော့ဘူး ဆရာ အမှတ်ကတော့တွဲတန်းဗျာကဲညီကိုတို့ရေတွဲတန်းမှာတော့ဆွဲလန်းနေရတယ်ဖြစ်ကုန်ပြီ သွေးရှိပေါက်လေသွေးရှိပေါက်လေ သူကဟိုကယူတဲ့တော့တောက်လျှောက်အောင်နေတယ်ဒီကြပြီသူကျွေးပါပဲအဲဆိုဝတ်ကြီးအကျွေးပါ မကတော့ သူကထဲတာကားတယ်ဟိုဘက်ဒီကပြေးနေ ရင်ကုန်မှတ်တွေ ရေလဲမရေလဲမဖတ်တဲ့အတွက်လည်းမရေတော့ဘူးဗျာအာဟုတ်ကဲ့ပါနော် ကျွေးစားပြပါ မြောက်ကြီးတို့တဲ့အော်မာတဲ့ထွေးငယ်ဘိုက်တက်လို့မရဘူးလားရပါတယ်ဗျာနော်ဘယ်သူတက်တက်ရပါတယ် ကိုပါကြီးတဲ့မှားလက်တယ်ဗျာဟုတ်တယ်ဗျာနော်ပါကြီးရဲ့မှားရင်းနေဗျာနော်ဒီလို အာကြီးပါဆိုမယူနိုင်အောင်လေတန်းတွဲဖြစ်သွားပြီ ကျွေးငယ်စားပြပါ ဝင်းကထိုးထားတယ်ပေါက်ပြန် ကျွေးကြီး အုံမလေးလေးကောင်းလိုက်တဲ့ကျွဲကြီးကိုဘိုင်းသက်ပါပါတယ်နော်ဘိုင်းသက်ပါပါတယ်ဗျ ကျွေးရဲ့စက်ကြီးကလည်းကြောက်ဖို့ကောင်းနေဗျာနော်ညာတော့ခါမမမြင်ဘူးတဲ့ဗျာပါလို့ကျွေးစားပြပါ ဒီယာဝရီဒီလုံးထုတ်တယ်ပါသွားခဲ့တယ်အမှတ်ကတော့ကဲဟုတ်တန်းဗျာနော် ကျန်ဆိုတဲ့မတ်ကိုရောက်ရှိသွားပြီဗျာ ဘိုင်းသက်တော့မှလည်းဒီအချိန်ဆိုရင်လည်းဟုတ်တယ်ဗျနော်ကဲကျွေးစပြီဗျာအကျွေးရတော့စာမင်းတွေကိုအမျိုးမျိုးထိုးနေခဲ့တာဒီယာဝရီတင်ထားပြီးတယ် ကောင်း ကောင်းလိုက်တာနော်ညီမတို့အမတန်းဟုတ်ဗျာ ဒီနေ့ကတော့ကောင်းနေဗျာနော်အရာကြီးနဲ့ ကျွဲဤစာပင်ကဒါနောက်ဆိုရင်စောင့်ကြည့်ရတော့မယ်စာပင်တွေပိတ်ပေးရတော့မယ်စာပင်တွေပေါ်လာခဲ့ပြီကျွဲရဲ့ခွင်ချုပ်ဖို့တောင်မှတော်တော်တစ်လည်နေတဲ့အထဲမှာမှပြန်ချုပ်ရောဖွားစပစ်တွေပါနော်ကျွန်တော်တို့ပါလာခဲ့တာဖြစ်တဲ့တော့တကယ်ဟိုတော့ကောင်းတယ်နော် ကျွဲကြီး ကောင်းလိုက်တာကွာ ကျွဲကြီး ပါသွားတာမရဘူးလားပါသွားမုံကြီးတွေဟိုဘက်ထွက်သွားတာရှင်းလုံးကကန်ထွက်သွားတယ် ကျွဲစားပြပါဒီဟာပြီကျွဲငယ်ပဲကောင်းလိုက်တာဗျာနော်ကျွဲငယ်ခိုင်းပါလားကျွဲငယ်ကဒီနေ့ကတော့ကောင်းမွန်လေဗျာနော်ပါကြီးတို့အမှားနေတော့မှတ်တွေပေးရတယ်ဗျာ ကဲထွေးငယ်စာပင်ပေါ့အောင်မလားကြည့်ရမယ်နော် အာကြီးနဲ့ဟုတ်တယ်ဗျာနော်အာကြီးနဲ့ရိုက်ချတယ်လို့ပဲဗျာ ကိုဂျွန်ကြီးလိုက်သေးတယ်ဟာကောင်းလိုက်တာကိုဂျွန်ကြီးရဲ့ အာကျွန်းကြီး ကိုသာအားထုတ်မှုရကြောက်ခမန်းလိလိဗျာဒေါနာပေါ့အားရလစ်တာမရဘူးလေအာလစ်တာဒီလောက်ရတာကိုပဲတော်ရမယ်ဗျာနော်ဖိုက်တာတစ်လက်နေနဲ့ဒါလစ်ပတာအဲ့လောက်ရတာကိုတော်ရအောင်ဗျာ ကျွဲစားပြပါ ဟုတ်တယ်ဖားကြီးတက်လို့လိလိမဲ့လို့မရှိဘူး အေးကျွဲစားပြလို့ပေါက်သွားပြီဗျာ ကဲစာပင်ထပ်ပေါက်တာဖြစ်တော့ point တန်းဗျာနော် ဘွားပုတ်တာတွေရောခြေခွေရောစုတ်ထုတ်တယ် အေးလို့စာပင်ကိုစုံနေရောပဲ ဘယ်ချိန်နဲ့ကိုချစ်နေလဲမသိဘူး အဲကျွဲကြီးကတော့ရှိမကောင်းပဲနဲ့ခမင်းဝိုင်းနဲ့ဝင်ထိုင်သွားပြီဗျာ သုံးသက်သွားပြီဗျာကျွဲကြီးစာပင်တွေနော်ချုပ်တွေရောဖွားတွေရောဗျာစုံနေရောကဲညီကိုတို့ရေ မနက်နိုင်ရရှိ ကျွန်တော်ဒုတိယပွဲကတော့ပိုင်930နဲ့ပြန်လာခဲ့ပါမယ်ညီကိုတို့ရေနော်ပိုင်930ပါနော်ဒုတိယပွဲကတော့ကဲဒုတိယပွဲနဲ့ပြန်လာခဲ့ပါမယ်ဝင်ရောက်ကြည့်တဲ့တရားကိုချင်းစီတိုင်းအထူးပဲကျေးဇူးတင်နေဗျာနော်ညီကိုတို့ရေတကယ်လို့ဂိမ်းကစားတာဝါနာပိုင်နော်ကျွန်တော်တို့လည်းစင်ပီတော်အေးချင်းမှာဝင်ရောက်ပြီးကစားလို့ရပါတယ်ဝါနာပါတဲ့ညီကိုတွေအတွက်ဟမ်ဘယ်ယူလိုက်တာတော်သေးတာပေါ့မင်းအဲ့ဒါဆို တတိကလေးထက်လို့ ဟုတ်လား အဲ့တော့ယူရတယ် ကြည့်ကျင်တာပေါ့ဗျာဟ
ဟုတ်ကဲ့ပါနော် ဝင်းနေတာလစ်တာပွဲပြီးသွားပြီဒုတိယပွဲကဖိုက်က9-10 ကဲညီကိုတို့9-10နဲ့ပြန်လာခဲ့မယ်နော်ညီကိုတို့ရေ